မင်္ဂလာပါရှင်ကျမတို့ရဲ့ Rapico သတင်းဌာနကနေကြိုဆိုပါရရှင်အခုတင်ဆက်ပေးမယ့်သတင်းလေးကတော့ပခုတ်ကူမြို့နယ်ကန်ရက်ကြီးရွာကိုရွာလုံးကျွတ်မီးရှို့ဖျက်ဆီးခံရတဲ့သတင်းဖြစ်ပါရရှင်မကွေတိုင်းပခုတ်ကူမြို့နယ်ကန်ရက်ကြီးရွာကိုစစ်တပ်ကရွာလုံးကျွတ်မီးရှို့ဖျက်ဆီးခဲ့တယ်လို့ပြည်သူ့ကာကွယ်ရေးတပ်တွေရဲ့သတင်းရင်းမြစ်အရသိရပါတယ်ပြီးခဲ့တဲ့ဇန်နဝါရီလ6ရက်နေ့ကပခုတ်ကူတပ်မ101မှာအင်အား300ခန့်ပါတဲ့စစ်တပ်စစ်ကြောင်းကပခုတ်ကူမြို့နယ်ကန်တော်ရွာမှတဆင့်ဇန်နဝါရီလ10ရက်နေ့မနက်ပိုင်းမှာကန်ရက်ကြီးရွာကိုဝင်ရောက်လာတာဖြစ်တယ်လို့ဒေသတွင်းပြည်သူ့ကာကွယ်ရေးခေါင်းဆောင်က၎င်း၏လူမှုကွန်ရက်စာမျက်နှာမှာဖော်ပြထားပါတယ်အခြားသတင်းအရင်းမြစ်တွေကတော့ကန်ရက်ကြီးရွာကိုစစ်တပ်ကမနေ့ညဇန်နဝါရီလ10ရက်နေ့မှာမီးရှို့ခဲ့တာဖြစ်ပြီးအဲ့ဒီညပိုင်းမှာကမ်းမမြို့ရဲစခန်းကိုဝင်ရောက်သွားပြီလို့ပြောထားပါတယ်။ဒေသခံတအူးကတော့ကန်ရက်ကြီးကျေးရွာကအင်ဂျီ200ခန့်ရှိပြီးမီးရှို့ဖျက်ဆီးခံရမှုကြောင့်အင်ဂျီ20ဝန်းကျင်သာကျန်ရှိတော့တယ်လို့ပြောထားပါတယ်။ဒေသခံတွေမှတ်တမ်းတင်ထားတဲ့ရုပ်သံဖိုင်မှာတရားလုံးမှာပဲဖုံးကြောင်းနဲ့တက်ကြီးပဲကိုဖွားကိုဖိုးကဖုန်းကြောင်းနဲ့သွားစိတ်မကောင်းမဖြစ်နဲ့တရားလုံးပဲပြောရမယ်မိငိမ့်သက်နေတဲ့ရွာသားတွေပေါ်လည်းကြည့်အောင်ပြုတ်ကြလာအောင်မယ်ဆိုတဲ့စကားသံတွေပါဝင်ပါတယ်ဒါအပြင်ဖုန်းကြောင်းဝင်းအတွင်မီးလောင်နေတာပြည်သူနေအိမ်တွေမီးလောင်နေတာမီးခိုးတွေဥထွက်နေတဲ့ခြံစည်းရိုးတိုင်တွေမီးခိုးတွေဥထွက်နေတဲ့ပြာပုံတွေမီးလောင်ခဲ့တဲ့အတွက်စပိန်ဖရင်ကိုတယ်လေးတစ်ခုမီးကျွမ်းနေတဲ့တစ်ပင်တွေမီးလောင်မြေမှာကြံခဲ့တဲ့သွပ်ပြားတွေမီးကုန်းဝေးရိုက်နေတဲ့တောက်ရီအိုးတွေနဲ့ခြေထောက်တန်းရထားတဲ့စိတ်မီခင်ကြီးနဲ့အတူစိတ်သားပေါက်လေးနှစ်ကောင်ကိုရုပ်တံဖိုင်ထဲမှာမြင်တွေ့ရပါတယ်။ဇန်နဝါရီလ6ရက်နေ့ကထွက်လာတဲ့ပခုတ်ကူတပ်မစစ်ကြောင်းကြောင့်မြိုင်မြို့နယ်တွေကကံမြင်ကုန်းရွာကန်တစ်ရွာတစ်ပင်ကြီးရွာတို့နဲ့ပခုတ်ကူမြို့နယ်တွေကကန်ရက်ကြီးကန်ရက်ကလေးရွာနဲ့ရွာသားရွာတို့ကပြည်သူတွေစစ်ဘေးရှောင်နေတယ်လို့သိရပါတယ်။ကန်ရက်ကြီးရွာကပခုတ်ကူတပ်မ101နဲ့12မိုင်ကျော်ကမ္ဘာမျိုးနဲ့10မိုင်အကွာမှာရှိပြီးမင်းတပ်ပခုတ်ကူလမ်းပိုင်းမှာတည်ရှိနေရွာဖြစ်ပါတယ်။မြန်မာနိုင်ငံမှာနေရစွန့်ခွာသူဦးရေဟာ3.6 တန်းရှိတယ်လို့ UNOCHA မြန်မာကပြီးခဲ့တဲ့2025ခုနှစ်ဒီဇင်ဘာလ15ရက်နေ့မှာထုတ်ပြန်ထားပါတယ်။ Data for မြန်မာရဲ့ထုတ်ပြန်ချက်အရစစ်တပ်ကအာဏာသိမ်းပြီးနောက်ပိုင်းမှာပြည်သူနေအိမ်ပေါင်း316,898လုံးမီးရှို့ဖျက်ဆီးခံထားရပြီးစကိုင်းတိုင်းမှာပြည်သူနေအိမ်ပေါင်း96,990လုံးနဲ့အများဆုံးအဖြစ်တည်ရှိနေပြီးမကွေးတိုင်းမှာပြည်သူနေအိမ်ပေါင်း16,480လုံးနဲ့ဒုတိယနေရာမှာရှိနေပါတယ်။စစ်တပ်ကခံထားတဲ့မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်နဲ့တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး website မှာတော့ပခုတ်ကူမြို့နယ်ကန်ရက်ကြီးကျေးရွာမီးရှို့ခံရမှုနဲ့ပတ်သက်ပြီးယခုချိန်ထိတစုံတရာထုတ်ဖော်ပြောဆိုထားတာမျိုးမတွေ့ရသေးပါဘူး။စစ်တပ်ကခံထားတဲ့မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်ကတော့အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးဥပဒေများကိုအလေးထားတဲ့အနေနဲ့မြန်မာနိုင်ငံကအပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးသဘောတူစာချုပ်၄ခုနဲ့နောက်ဆက်တွဲစာချုပ်2ခုကိုပါဝင်ချုပ်ဆိုပြီးကမ္ဘာနိုင်ငံအားလုံး၏လူ့အခွင့်အရေးအခြေအနေကိုပုံမှန်သုံးသပ်သည့်လုပ်ငန်းစဉ် UPR တွင်လည်းမြန်မာနိုင်ငံကပါဝင်ဆောင်ရွက်လျက်ရှိတယ်လို့ပြီးခဲ့တဲ့2025ခုနှစ်ဒီဇင်ဘာလ10ရက်နေ့အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးနေ့89နှစ်မြောက်မှာထုတ်ပြန်ထားပါတယ်။